ခေါင်းကိုက်ချင်းရဲ့အကြောင်းအရင်းနဲ့ခေါင်းကိုက်လာတဲ့အခါမှာဘယ်လိုမျိုးပြုမြူနေထိုင်သင့်လဲဆိုတာကိုကျွန်တော်ကမျှဝေပေးမှာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ခေါင်းကိုက်တယ်တခါတရံမှာခေါင်းကိုက်တယ်ဆိုခေါင်းတစ်ခုလုံးကိုကိုက်တယ်ပြီးလို့ရှိရင်ခေါင်းတစ်ချမ်းကိုက်တယ်လိုမျိုးကိုက်တဲ့အခါမှာဆိုရင်မချိမဆက်ဝေဒနာကိုကျွန်တော်တို့ခံစားရတာပဲဖြစ်တယ်။အဲလိုမျိုးဖြစ်လာတဲ့အခါမှာသွေးတိုးလို့ပေါ့နော်ခေါင်းထဲမှာနှုံနဲ့အရမ်းမှခံရခက်တယ်ပြီးလို့ရှိရင်ပေါ့နော်ခေါင်းကြီးကိုရိုက်ခွဲပလိုက်ခြင်းနဲ့အထိဝေဒနာကိုခံစားရတာပဲဖြစ်တယ်။ဒါကိုကျွန်တော်ကိုယ်တိုင်လည်းခံစားမှုတဲ့အရာပဲဖြစ်တယ်။ခေါင်းကိုက်မှုတွေကဘယ်လိုမျိုးဖြစ်နိုင်လဲဆိုလို့ရှိရင်အစာမကြေတာအစာလွန်တာပြီးလို့ရှိရင်အေးမဝတာစိတ်ဖိစီးမှုများတဲ့အခါဒီခေါင်းမှာပေါ့နော်အပူခဲတဲ့အခါမျိုးတွေမှာခေါင်းအရန်ကိုက်တတ်ပါတယ်။ဒီလိုမျိုးကိုက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့လှုပ်ဆောင်ရမယ်နည်းလမ်းလေးကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ကောင်လေးကကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုတတွေကိုကိုတိတိမြပြန်လဲမျှဝေပေးခြင်းအိမ်တွင်းသုံးနည်းလမ်းလေးတွေကိုမျှဝေပေးခြင်းနဲ့ဖြစ်ဆွတ်စာတွေကိုဘယ်လိုမျိုးစားသုံးရမယ်ဆိုတာကိုမျှဝေပေးတဲ့အကောင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကောက်ကို like and follow လုပ်ပေးပါ subscribe လေးလည်းနှိပ်ပေးသွားပါခင်ဗျာအများသူကနေသိအောင်လည်း share ပေးသွားပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီလိုမျိုးခေါင်းကိုက်လာပြီဆိုရင်လှုပ်ဆောင်ရမယ်အချက်လေးရတာပေါ့နော်ကျွန်တော်တို့ဒီလက်မနဲ့လက်ညှိုးကြားကိုဒီလိုမျိုးနေရာလေးကိုကျွန်တော်တို့နှိပ်ပေးကြည့်ပါနှိပ်ပေးကြည့်လို့မတင်းမှုဆိုရင်ဒီဘက်မဟုတ်ဘူးပေါ့နော်ဒီဘက်တစ်ဖက်ကိုပြောင်းပြီးတော့နှိပ်ပေးကြည့်ပါအဲ့လိုမျိုးနှိပ်ပေးလို့တင်းနေတယ်ဆိုရင်3မိနစ်လောက်နာလေးနှိပ်ပေးပါခင်ဗျအဲ့လိုမျိုးနှိပ်ပေးမယ်ဆိုလို့ရှိရင်အရန်အောင်တဲ့ဝေဒနာကိုခံစားရမှာပဲဖြစ်တယ်ဒါပေမဲ့တိခံပြီးတော့ဆက်ပြီးတော့နှိပ်ပေးပါ3မိနစ်4မိနစ်လောက်နှိပ်ပေးတဲ့အခါမှာဆိုရင်ခေါင်းကိုက်တဲ့ဝေဒနာရောပါသွားပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့အိမ်တွင်းမှာသုံးနေတဲ့စနွင်းစစ်ပေါ့နော်နနွင်းမုံစစ်ကိုကျွန်တော်တို့မီးကိုဖြစ်အောင်လုပ်ပြီးတော့အဲ့ဒီနနွင်းမိုင်းရှူပေးပါခင်ဗျဘယ်ဘက်ညာဘက်လိုမျိုးနှာခေါင်းကနေရှူပေးပါဒါဆိုရင်တတပါလိမ့်မယ်နောက်တစ်ချက်ကကြတော့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ပေါ့နော်ခေါင်းချွေးထုတ်တာခေါင်းချွေးထုတ်ကကြတာကျွန်တော်ကိုယ်တိုင်လည်းလုပ်တဲ့အရာပဲဖြစ်တယ်ပေါ့နော်ခေါင်းချွေးထုတ်တာကျွန်တော်တို့ရင်နွေးပူကိုတောက်ပြီးတော့ခေါင်းကနေပြီးတော့ချွေးချောက်တာဖြစ်တဲ့အတွက်ခေါင်းချွေးထွက်အောင်လို့ရင်းနှီးပူလေးမှုတ်လိုက်တောက်လိုက်လုပ်ပေးမယ်ဆိုရင်ဒါတက်တာပါမှာပဲဖြစ်တယ်။ခေါင်းကပြောတဲ့အချက်၃ချက်ကိုလိုက်လုပ်ပြီးတော့မိတ်ဆွေအနေနဲ့ထမင်းမှာပေါ့နော်အစာဖြစ်ဖြစ်ထမင်းဖြစ်ဖြစ်နည်းနည်းလေးပေါ့စားပြီးလို့ရှိရင်ကျွန်တော်တို့ပါတာစီတမောတောက်ပြီးတော့မျက်လုံးကိုအနားပေးပြီးတော့အိတ်ဆက်လို့ရပါပြီခင်ဗျ။ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ခေါင်းကိုက်တဲ့ဝေဒနာကအိပ်ရနိုးတာနဲ့လုံးဝကိုတက်တာပြောင်းကင်းသွားမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့မိတ်ဆွေတို့အနေနဲ့မျက်လုံးတော့ဝိုက်နားမှာကိုက်တဲ့မျက်လုံးတွေနီးရဲတယ်နှာရည်တွေယိုတယ်ဆိုလို့ရှိရင်ဒီခေါင်းကိုက်ချင်းကကြတော့စိုးရိမ်မှုကောင်းပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့အမျိုးသားတွေဆိုလို့ရှိရင်ဆဲလိတ်တောက်တာအရက်တောက်တာကပို့ပြီးတော့စိုးနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ပါရာစီတမော့တောက်လို့မပြောက်ဘူးဆိုလို့ရှိရင်တော့ဆေးရုံဆေးကံကိုအမြန်ဆုံးပြသင့်ပါတယ်ခင်ဗျနောက်တစ်ချက်ခေါင်းကိုက်ကြီးကကြတော့ကျွန်တော်တို့ဘောနော်လေထုမတန့်လို့ပြီးလို့ရှိရင်စောင်းရသည်အေးတဲ့အချိန်မှာလေထုမတန့်တာတွေဖြစ်မယ်ဘိုင်းရန်ပိုးတွေဝင်လာကြောက်မလို့ထိတ်ကတ်နာကြောင့်ကျွန်တော်တို့ခေါင်းကိုက်ခြင်းဖြစ်တယ်ဒီလိုမျိုးထိတ်ကတ်နာဖြစ်လို့ခေါင်းကိုက်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့နှာခေါင်းဆေးဖျန်းတာတို့ပြီးလို့ရှိရင်နှာခေါင်းအဆက်ချတာတို့လုပ်နိုင်ပါတယ်ဒီလိုမျိုးမှမတက်တာဘူးဆိုရင်ဆေးရုံဆေးကံကိုအမြန်ဆုံးပြပြီးတော့ပြသင့်ပါတယ်ခင်ဗျနောက်ဆုံးတစ်ချက်ခေါင်းကိုက်ကာတာကြတော့ကျွန်တော်တို့ခေါင်းထဲမှာရှက်စီးလက်တလူမျိုးပေါ့နော်ဒါကတော့ကျွန်တော်ကိုယ်နဲ့ဖြစ်ဖူးတာတော့မဟုတ်ပေါ့နော်ဒါလေ့လာသိရှိရဲ့အရာပြောပြပေးတာပါဖြစ်ပါတယ်ခေါင်းထဲမှာလျက်စီးလက်လိုမျိုးခေါင်းစက်ကနေပေါ့နော်ရက်ရက်ကိုက်တာမျိုးဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဆေးရုံဆေးကံကိုအများဆုံးပြသတင်ပါတယ်နှလုံးသွေးကြောပိတ်တာတို့ဥနောက်သွေးကြောပိတ်တာတို့ဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆေးရုံဆေးကံကိုအများဆုံးပြမှသာလျှင်အသက်အန္တရာယ်ကိုကာကွယ်ပြီးသားဖြစ်မှာပါခင်ဗျဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်မျှဝေပေးတဲ့ခေါင်းကိုက်ခြင်းနဲ့ပတ်သက်တဲ့ပေါ့နော်အကြောင်းရင်းတွေအိမ်တွင်းသုံးနည်းလမ်းတွေကိုမျှဝေပေးတာကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ